ကျွန်တော်မွေးကလေးကဘိုင်းမပြစ်ဘူးဗျတနေကုန်နီးပါးစားနေရပေမဲ့ဒီကဘာပေါ်ရောက်လာကလေးကဝိတ်မတက်ဘူးကျွန်တော်ကိုယ်ထဲမှာရာနာပိုးကောင်လို့ခေါ်တဲ့တတဝဆူကြီးတကောင်မိကိုပေါင်းဆက်ပြီးနေထိုင်နေတာဒီပိုးကောင်တွေကအယမ်းမြင်မြန်ပေါက်ပွားတတ်တယ်သူတို့ကန့်ကြီးခံရတဲ့သူတိုင်းမကောင်းတဲ့ကံကြမ္မာတွေနဲ့ကြုံရလိမ့်မယ်ဒီပိုးကောင်တွေကိုကျွန်တော်တို့ထူးခြားတဲ့စွမ်းရှိတဲ့သူတွေမှမြင်ရတာသူတို့ကိုထိန်းချုပ်ဖို့ကကျွန်တော်အလုပ်ပဲသူတို့ကိုတိုက်ထုတ်ဖို့အတွက်ကျွန်တော်အယူမူစားပြီးအစာအိမ်အက်ဆစ်တွေထွက်လာအောင်လုပ်ရတယ်ဒါပေမဲ့ဒီအတွက်ပေးဆက်ရတဲ့တန်ဖိုးကတော့အတော်ဆိုးရတယ်ဗျာကျွန်တော်မှာအသက်20ဆိုတဲ့တက်တန်းပဲရှိတော့တယ်ရာနာပိုးကောင်တွေလှုပ်ရှားနေတဲ့နေရာတွေမှာပဲကျွန်တော်ရှိနေရတာအဲ့ဒီနေရာကနေကျွန်တော်ထွက်သွားရင်ပျောက်ကွယ်သွားပြီးပိုးတွေပြန်ပေါ်လာတဲ့အခါမှပဲပြန်ပေါ်လာတယ်ဒီတစ်ခါတော့ရာနာပိုးတွေကကြောင်းတစ်ကြောင်းမှပေါ်လာတယ်ကျွန်တော်ရောက်လာတော့သူတို့ကိုမြင်နိုင်တဲ့ဆရာမတစ်ယောက်ကိုဒီမှာတွေ့လိုက်ရတယ်ကြောင်းသားဖြစ်အတန်းထဲဝင်သွားတော့အတန်းဖော်တွေကကျွန်တော်ကိုနှံကိုမကြိုက်ကြဘူးဒါပေမဲ့ကျွန်တော်ဂရုမစိုက်ခဲ့ဘူးသူတို့ကိုယ်ကပိုးကောင်တွေကိုခိုးပြီးဖဲထုတ်ပေးခဲ့ပေမဲ့ကျောင်းထဲကရာနာပိုးတွေကတော့အရေးအတွက်ပိုများလာနေခဲ့တယ်ကျောင်းသားတွေကတယောက်ပြီးတယောက်ကျောင်းစည်းကမ်းကိုအပြည့်အလွှာရောက်လာကြတယ်ကျွန်တော်တယောက်တည်းပဲလုံးဝအကောင်းမကတိဖြစ်နေခဲ့တဲ့ဆီယာမကကျွန်တော်ထူးခြားနေတာကိုသတိထားမိတယ်တကယ်တော့သူမကလည်းစူပါပါဝါရှိတဲ့သူတယောက်ဖြစ်နေခဲ့တာပဲသူမကဒီပိုးတွေကိုဖယ်ရှားဖို့ကြိုးစားနေခဲ့ပေမဲ့ဘာမှအရာမရောက်ခဲ့ဘူးသူမမေးတဲ့အခါကျွန်တော်အားလုံးကိုဖွင့်ပြောပြခဲ့တယ်ကျွန်တော်ဒီဝက်ချက်ကိုသိသွားပြီးနောက်မှာတော့ကျောင်းမှာတခြားဘယ်သူမှမမြင်နိုင်တဲ့အတွက်ဆီယာမကပိုးတွေကိုနေရောညပါလိုက်ခန်းတော့တယ်ကျောင်းသားတွေကသူမရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုနှောင်ပြောင်ခဲ့ကြပေမဲ့သူမကလူတိုင်းကိုတိတ်လေးကာကွယ်ပေးနေမှတော့ဘယ်သူမှမသိခဲ့ကြဘူးဆီယာမကဆက်ရှင်းနေတာနဲ့အမျှကျောင်းထဲကပိုးတွေကတဖြည်းဖြည်းနှဲပါလာခဲ့တယ်ဖမ်းမိထားတဲ့ပိုးကောင်တွေအပြည့်ပါတဲ့ပုံကြီးအများပြားကိုကျွန်တော်ရှိမှချထားပေးတယ်ကျွန်တော်တာမန်လူတစ်ယောက်ဖြစ်သွားအောင်ပိုးအားလုံးကိုကြိုင်နဲ့တည်းဖြည့်ဆည်းပစ်ဖို့သူမကကျွန်တော်ကိုပြောခဲ့တယ်ကျွန်တော်ကပိုးကောင်တွေကိုပဲစီးပြီးလို့လက်နဲ့စုပ်ကန်ပြီးကြာတင်ပါပဲကျောင်းထဲကရာနာပိုးအားလုံးကိုအကုန်လုံးရှင်းပစ်လိုက်တယ်ဒါပေမဲ့ဒီလိုလုပ်လိုက်တဲ့အတွက်ကျွန်တော်အစာအိမ်လုံးဝပြိုလဲပျက်စီးသွားခဲ့တယ်ဆီယာမကကျွန်တော်ကိုခွဲစိတ်ခန်းထဲခေါ်သွားတယ်အဲ့ဒီခါကျမှကျွန်တော်ချက်တောင်းမရှိဘူးအစာအိမ်တော့မပါဘူးဆိုတာသတိထားမိလိုက်တယ်အစာအိမ်နေရာမှာကဲတင်ချင်းဆိုတဲ့စာလုံးနှလုံးရေးထွင်းထားတဲ့ထူးဆန်းတဲ့တက်ရှိတစ်မျိုးရှိနေခဲ့တာပဲလူသားမျိုးနွယ်ကိုချင်းချောက်နိုင်တဲ့ရာနာပိုးအားလုံးကိုဝါမျိုးဖြစ်ဖို့ကကျွန်တော်ရဲ့မစ်ရှင်ပဲကံကောင်းစွာနဲ့ဒီတတဝါကိုဖယ်ရှားပြီးတဲ့နောက်မှာတော့ကျွန်တော်တာမန်ဘဝကိုနောက်ဆုံးတော့နေထိုင်နိုင်ခဲ့ပြီဒီနေရာကနေထွက်သွားဖို့စူးစမ်းချင်ခဲ့ပေမဲ့နေဆက်ကိုရောက်တော့ကျွန်တော်ကြောက်နေခဲ့တော့မဲ့ခါပတ်ပြီးသတင်းပေါက်ကိုပိတ်လိုက်တယ်ပြီးတော့ဒရိုင်ဘာကိုဆက်သွားဖို့ပြောလိုက်တဲ့ကားကဖြည်းဖြည်းချင်းရှေ့ဆက်သွားတော့တာယာတွေကမြေပြင်ပေါ်ကအဖြူရောင်ရင်းကိုကြော်ဖြတ်သွားတယ်ကျွန်တော်နောက်ဆုံးတော့ဒီနေရာကနေထွက်ခွာခဲ့ပြီးလူပေါင်းများစွာကိုကယ်တင်ခဲ့ပြီးဒီတစ်ခါတော့ကျွန်တော်ပါကယ်တင်နိုင်ခဲ့ပြီ